မင်္ဂလာပါပရိသတ်ကြီးရေကျွန်တော်တို့မြန်မာနိုင်ငံမှာ iPhone 15 Plus ကို340-50လောက်ပေးပြီးဝယ်တင်လားမဝယ်တင်ဘူးလားဆိုတာတကယ်ကိုစဉ်းစားစရာပါဒီနေ့ဗီဒီယိုမှာတော့ဒီဖုန်းနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေအံ့ဩစရာချက်တွေပြီးတော့မြန်မာပြည်အခြေအနေနဲ့ဘယ်လိုကိုက်ညီလဲဆိုတာကိုအသေးစိတ်ဖော်ထုတ်ပြသွားမှာဖြစ်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးဆုံးဖြတ်ချက်ချနိုင်ဖို့အထောက်အကူဖြစ်စေမှာပါပထမဆုံးအနေနဲ့ iPhone 15 Plus ရဲ့အပြင်ပန်းဒီဇိုင်းနဲ့မျက်နှာပြင်အကြောင်းပြောရအောင်ဒီနေ့မှာတော့ပုံမှန် iPhone တွေမှာပါတဲ့ Dynamic Island ကိုပထမဆုံးအကြိမ်ထည့်သွင်းပေးလိုက်ပြီးဖြစ်လို့တကယ်ကိုဝမ်းတာစရာပါ Notch မပါတော့ပဲပုံမူခစ်မီတဲ့ခန်းစားမှုကိုပေးစွမ်းပါတယ်6ထမ9လက်မအရွယ် Super Retina XDR display ကရုပ်ထက်ကောင်းမွန်ပြီးနေရောင်အောက်မှာဆိုရင်လည်းအလင်းအား1000 nits အထိရောက်ရှိနိုင်တာကြောင့်ပုံတွေဗီဒီယိုတွေကြည့်တဲ့အခါပိုပြီးကြည်လင်ပြတ်သားစေပါတယ်ကျွန်တော်တို့မြန်မာပြည်လိုနေပူတဲ့ဒေသတွေမှာအပြင်မှာဖုန်းသုံးတဲ့အခါတကယ်ကိုအသုံးဝင်ပါတယ်။ကင်မရာပိုင်းကတော့အကြီးမားဆုံးအဆင့်မြင့်တေးမှုတွေထက်ကတစ်ခုပါ။ iPhone 15 Plus မှာ48 megapixel main camera ကိုပထမဆုံးအကြိမ်ထည့်သွင်းပေးထားပြီး 2x telephoto optical zoom option ကိုလည်းရရှိလာပါတယ်။အရင် Plus model တွေမှာဒါမျိုးမရခဲ့ပါဘူး။ဒီတော့ရှမ်းပြည်ကတောင်တန်းတွေရန်ကုန်ကရွှေတကုံခွေအောင်ကြီးဒါမှမဟုတ်ဈေးခဲကစားစရာလေးတွေကိုတပုံရိုက်တဲ့အခါအသေးစိတ်ကိုပိုပြီးထင်ရှားပေါ်လွင်စေမှာပါ။ low light performance လည်းပိုကောင်းလာတာကြောင့်ရပတ်ရိုက်တဲ့ပုံတွေလည်းပိုလာမှာပါ။စွမ်းဆောင်ရည်ပိုင်းမှာတော့ iPhone 15 Plus မှာ A16 Bionic chip ကိုထည့်သွင်းပေးထားပါတယ်။ဒါကတော့မနစ်က iPhone 14 Pro model တွေမှာသုံးခဲ့တဲ့ chip ပါ။ဒါကြောင့် game ဆောက်တာ video edit လုပ်တာဒါမှမဟုတ်မြန်မာပြည်က banking app တွေ social media app တွေအများကြီးသုံးတဲ့အခါလုံးဝကိုချုံးမွေမြန်ဆန်နေမှာပါ။ battery သက်တမ်းလာလည်းတကယ်ကိုကောင်းပါတယ်။ဗီဒီယိုကြည့်မယ်ဆိုရင်26နာရီအထိကြည့်ရှုနိုင်တယ်လို့ Apple ကပြောထားပါတယ်။ကျွန်တော်တို့လိုမီးမမှန်တဲ့ဒေသတွေမှာဒီလို battery ကောင်းတာကတကယ်ကိုအားကိုးရပါတယ်။အံ့ဩစရာအကောင်းဆုံးပြောင်းလဲမှုကတော့ USB-C port ပါတယ်။အခုဆိုရင် iPhone 15 Plus ကို Lightning cable အစား USB-C ပဲအားသွင်းရတော့မှာပါ။ဒါက Android ဖုန်းသမားတွေအတွက်ရော iPad သမားတွေအတွက်ပါကျိုးတစ်ချောင်းနဲ့အကုန်ထုံးလို့ရသွားတဲ့အတွက်တကယ်ကိုအဆင်ပြေစေပါတယ်။ဒါပေမဲ့မြန်မာပြည်မှာ Lightning accessories တွေအများကြီးရှိနေတဲ့သူတွေအတွက်တော့အသစ်ပြန်ဝယ်ရမယ့်ကုန်ကျစရိတ်တစ်ခုတော့ထပ်တိုးလာနိုင်ပါတယ်။မြန်မာပြည်ဈေးကွက်အခြေအနေကိုကြည့်ရအောင် iPhone 15 Plus တွေဟာပုံမှန်အားဖြင့် Gray Market ကနေအများဆုံးရောက်ရှိလာတာပါ။ဒါကြောင့်ဈေးနှုန်းတွေကနိုင်ငံတကာဈေးထက်ပိုများနိုင်ပြီး warranty ကိစ္စတွေမှာလည်းအခက်အခဲလေးတွေရှိနိုင်ပါတယ်။တချို့ဆိုင်တွေကကိုယ်ပိုင် warranty ပေးပြီးမဲ့ Apple ရဲ့ official warranty လို့တော့စိတ်ချရမှုမရှိပါဘူး။ဒါပြင် eSIM ဒေတာ model တွေလည်းဝင်လာတတ်တာကြောင့်မြန်မာပြည်မှာ SIM card ထည့်ဖို့အဆင်မပြေတာမျိုးလဲကြုံရတတ်ပါတယ်။ဖုန်းဝယ်ရင်တေချာနေမြန်းဖို့အရေးကြီးပါတယ်။ကဲဒီကုန်းချိုအနေနဲ့ပြောရမယ်ဆိုရင် iPhone 15 Plus ကတကယ်ကိုကောင်းမွန်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ Dynamic Island 48 megapixel camera A16 chip နဲ့ USB-C တို့ဟာအဆင့်မြင့်တွေမှုကောင်းတွေပါ။ဒါပေမဲ့မြန်မာပြည်ရဲ့ဈေးကွက်အခြေအနေ warranty ကိစ္စတွေပြီးတော့ကိုယ်တိုင်ရဲ့လိုအပ်ချက်နဲ့ budget ကိုတေချာချိန်ဆပြီးမှဝယ်ယူသင့်ပါတယ်။340-50လောက်ဆိုတာနည်းတဲ့ပမာဏမဟုတ်ပါဘူး။ကိုယ့်ရဲ့ပိုင်ဆိုင်ကိုတန်အောင်သုံးဖို့အရေးကြီးဆုံးပါပဲ။ဒီဗီဒီယိုကနေတစ်ခုခုဗဟုသုတရသွားမယ်လို့မျှော်လင့်ပါတယ်။ Like and share and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်ပရိသတ်ကြီး